သူမင်းကိုမချစ်တဲ့အကြောင်းတွေကိုထိုင်းလူမျိုးဘယ်လိုမျိုးပြောကြမလဲကျွန်တော်သူ့ကိုချစ်တယ်ဒါပေမဲ့သူကျွန်တော်ကိုမချစ်ဘူးโอเคဒီစာကြောင်းမှာဆိုလို့ရှိရင်ကျွန်တော်ကစက်ချက်သူက object ချစ်တယ်က bad ဒါပေမဲ့က conjunction စကားဆက်ပေါ့နော်သူကကြောင့်ဒီနောက်စာကြောင်းမှာဆိုလို့ရှိရင်စက်ချက်တန်ဖြစ်သွားတယ်ကျွန်တော်ကိုကကြတော့ object ဖြစ်ပြီးတော့မချစ်ဘူးကကြတော့ကျွန်တော် my black bad ပေါ့နော်အရှိကနေပြီးတော့ကျွန်တော် don't လို့သုံးရမယ် don't black bad လို့သုံးလို့ရတယ်အဲ့တော့ကျွန်တော်တို့စက်ချက်ဆိုတာဘာလဲဆိုလို့ရှိရင်စက်ချက်ဆိုတာကျွန်တော်တို့ပြုလုပ်တဲ့အရာ object ဆိုတာကြတော့ကျွန်တော်တို့ပြုလုပ်တာခံရတဲ့အရာ bad ဆိုတာကကြတော့ကရိယာလို့ပြောပြီးတော့ကျွန်တော်တို့ပြုလုပ်တဲ့အရာတွေဖြစ်ပါတယ်ဒါပေမဲ့ဆိုတာကကြတော့ကျွန်တော်တို့ conjunction ဖြစ်ပြီးတော့စကားဆက်ဖြစ်တယ်ပေါ့နော်စကားတွေကျွန်တော်စာကြောင်းတွေတစ်ခုနဲ့တစ်ခုဆက်ပြီးရစကားလုံးဖြစ်တယ်အဲ့တော့ကျွန်တော်တို့ထိုင်းမှာဆိုလို့ရှိရင်ကြတော့ subject bad object ပုံစံနဲ့သွားတယ်အဲ့တော့ကျွန်တော်တို့ subject ကိုအရင်ပြောမယ် subject ကကျွန်တော်ဆိုတော့ထိုင်းလိုမျိုးဖုံတစ်ပေါ့နော်ပြီးလို့ရှိရင်ကြတော့ကျွန်တော်ချစ်တယ်ကကြတော့ကျွန်တော်တို့ထိုင်းလိုမျိုး luck ဒါမှမဟုတ်ကျွန်တော် rack လို့သုံးလို့ရတယ်အဲ့တော့ကျွန်တော်တို့ဖုံ luck ကျွန်တော်ချစ်တယ်အဲ့တော့မှကျွန်တော်တို့ဘယ်သူ့ကိုချစ်တာလဲဆိုတော့သူ့ကို object သူ့ကိုချစ်တာ तू ကအချစ်ခံရတာဟုတ်တယ်မလားအဲ့တော့ကျွန်တော် object ဖုံ luck ခေါင်ကျွန်တော်သူ့ကိုချစ်တယ်အဲ့တော့ကျွန်တော်ဆက်ပြီးစကားဆက်သွားမယ်စကားဆက်ကဘာလဲဆိုတော့ဒါပေမဲ့ဆိုတော့ကျွန်တော်ထိုင်းမှာတဲလို့သုံးလို့ရတယ်ဖုံ luck ခေါင်တဲဒါပေမဲ့ကျွန်တော်သူ့ကိုချစ်တယ်ဒါပေမဲ့သူကျွန်တော်ကိုမချစ်ဘူးဆိုတော့ဒီမှာကျတော့ကျွန်တော်တို့သူကကြတော့ subject တန်ဖြစ်သွားပြီးတော့ကျွန်တော်ကကြတော့ object တန်ဖြစ်သွားတယ်အဲ့တော့ကျွန်တော်တို့သူ့ကိုယင်လာမယ်သူကကြတော့ကျွန်တော်ထိုင်းမှာခေါင်လို့သုံးရတယ်ခေါင်ဆိုတာသူ့ကိုတွေ့ရဖြစ်ပါတယ်အဲ့တော့မှကျွန်တော်တို့မချစ်ဘူးဆိုတော့ကျွန်တော်တို့မချစ်ဘူးဆိုတော့ချစ်တာကိုကြတော့ rack မချစ်ဘူးဆိုတော့ကျွန်တော်တို့ make luck လို့သုံးလို့ရတယ်အဲ့တော့ကျွန်တော်တို့ my luck အရှိက my ဆိုတဲ့စကားလုံးထည့်ပြလိုက်ရင်အငင်းဖြစ်သွားမယ် my luck မချစ်ဘူးအဲ့တော့မှကျွန်တော်ဘယ်သူ့ကိုမချစ်တာလဲဆိုတော့ကျွန်တော်ကိုမချစ်တာဆိုတော့ဖုံကျွန်တော်ကိုမချစ်တာဖုံ luck ခေါင်တဲခေါင် my luck ဖုံကျွန်တော်သူ့ကိုချစ်တယ်ဒါပေမဲ့သူကျွန်တော်ကိုမချစ်ဘူးတဲ့ okay ဆိုတော့ကျွန်တော်ဆက်ပြီးတော့ကြည့်ရကြအောင်ကျွန်တော်သူ့ကိုချစ်တယ်ဒါပေမဲ့သူကျွန်တော်ကိုမချစ်ဘူးအဲ့ဒါဟိုမှာဘာလို့မချစ်တာလဲဆိုတော့သူပြောတာကကျွန်တော်မှာပတ်စံမရှိလို့တဲ့ okay ကျွန်တော်ဒီမှာအရှိမစာကြောင်းတီးသွားပြီထပ်ပြီးတော့ကျွန်တော်စကဲဆက်ပြီးတော့ဆက်လို့ရသေးတယ်အဲ့စာကြောင်းမှာကျွန်တော်ဘာလို့လဲဆိုတော့ဆိုပြီးတော့ဆက်ထားတယ်ဘာလို့လဲဆိုတော့ကျွန်တော် conjunction ပဲသူပဲစကဲဆက်ပဲပြီးလို့ရှိရင်ကျွန်တော်တို့သူပြောတာကဆိုတော့သူကကြောက်ကျွန်တော်ဆက်ချက်သူပြောတာဖြစ်သွားတယ်အဲ့တော့ကျွန်တော်တို့ဒီမှာပြောတာကကြောက်ကျွန်တော်တို့ back သူကကြတော့ subject ဖြစ်ပြီးတော့ပြောတာကကြတော့ back ကျွန်တော်မှာကြတော့ကျွန်တော်က object ပတ်စံလဲ object ပဲမရှိတာကကြတော့ကျွန်တော်တို့ back ပြပါတယ် back ကိုမှကျွန်တော် my black back ပေါ့နော်ဆိုတော့ကျွန်တော်ဆက်ကြည့်အောင်ဖုံလက်ခေါင်တဲခေါင်မိတ်လက်ဖုံသူကျွန်တော်ကိုချစ်တယ်ကျွန်တော်သူ့ကိုချစ်တယ်ဒါပေမဲ့သူကျွန်တော်ကိုမချစ်ဘူးအဲ့ဒါမှကျွန်တော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ pro ဘာလို့လဲဆိုကျွန်တော်သူ့ကိုချစ်တယ်သူကျွန်တော်ကိုမချစ်ဘူးဘာလို့လဲဆိုအဲ့တော့ကျွန်တော်တို့ခေါင်သူဆိုတော့ကျွန်တော်တို့ခေါင်ရင်လာမယ်ခေါင်အဲ့တော့မှကျွန်တော်သူပြောတာကဆိုတော့ခေါင်บอกว่าသူပြောတာကผมเขาบอกว่าသူပြောတာကผมကျွန်တော်မှာไม่มีตังค์ไม่มีเงินပတ်စံမရှိလို့ဆိုတော့ကျွန်တော်တို့ไม่มีเงินလို့သုံးလို့ရပါတယ်အဲ့တော့ကျွန်တော်တို့subject bad object စာကြောင်းမှာစကားဆက်ရမယ်ပြီးလို့ရှိရင်အဲ့စကားဆက်ကိုမှနောက်ဆုံးမှချက်ပြီးတော့နောက်တစ်ကြောင်းထပ်ဆက်တယ်နောက်တစ်ကြောင်းထပ်ဆက်တာအောင်မှကျွန်တော်ထပ်ပြီးတော့စကားဆက်ထပ်ဆက်တာပဲထပ်ဆက်တာအောင်မှကျွန်တော်သူကဘာလို့မချစ်တာလဲဆိုတဲ့အကြောင်းချက်တွေကိုကျွန်တော်အနောက်မှာထပ်ပြီးတော့လိုက်လို့ရသေးတယ်ဒါကိုတော့ကျွန်တော်တို့ subject bad object ကိုမှကျွန်တော်ဒီစကားဆက်တွေနဲ့ဆက်ထားတဲ့စာကြောင်းပဲဖြစ်ပါတယ်ကျွန်တော်ဒီမှာဆိုလို့ရှိရင်စာကြောင်းကတော့အရန်လွယ်တယ်မိနစ်စကားလုံးတွေကလည်းအရန်လွယ်ပေမဲ့စာကြောင်းတိဆောက်သွားပုံကအရန်ဟိုမှာပြင်လာတာပါတယ်ပေါ့နော်ဒါတော့ကျွန်တော်တို့ထိုင်းရဲ့ grammar နည်းစနစ်ကိုခေါ်ပါတယ်မိတ်ဆွေရောသူမမိတ်ဆွေကိုဘာလို့မချစ်တာလဲဆိုတာသိပြီလားဒီဗီဒီယိုလေးကတော့ပါပဲမိတ်ဆွေတဲ့အကျိုးရှိရဆိုလို့ရှိရင် like and follow လေးလုပ်ရဖို့တောင်းဆိုပါတယ်တကယ်လို့မိတ်ဆွေကကျွန်တော်တို့ထိုင်းဘာသာစကားကိုလေ့လာချင်တယ်ဆိုလို့ရှိရင်တော့ Telegram ကောက်မှာကျွန်တော်တို့ထိုင်းဘာသာစကား 4K အခမဲ့လာရပြီးတော့သင်ကြားလို့ရပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်ပြီးတော့ဆွေးနွေးကြပါမယ်ဒီဗီဒီယိုလေးကတော့ပါပဲဘိုင်ဘိုင်နာครับสวัสดีครับขอบคุณครับ